တိုတာဘာဖိုင်ယာမော်ဒယ်2017တစီးက2010ဒီကောင်းရဲ့2စီးကိုကားကိုပညာချင်းမှာဒီစီးတွေကိုလုံးဝပဲကောင်းတာဂရိမ်းမြင့်အကုန်လုံးပြန်တက်မှာဒီကားထိုင်ကုန်တဲ့သူကရိုးခုံနေပြီးရင်ဒီကောင်ခါမှလည်းရေခဲတက်တာလည်းသူတို့ original ပါပြီးသားပြီးနောက်တစ်ခုက dashboard ကနည်းနည်းနာထားတာအဲ့ကောင်တွေအကုန်ချင်းမှာဒီကားရဲ့ model 2010ဒီကားအကုန်လုံးကောင်းတယ်သူကထိုင်ကုန်တွေကစလင်းထိုင်ကုန်တွေဖြစ်သွားတာခြေထောက်တွေကြောမီတွေကစသူက model နဲ့ဖြစ်သွားပြီအခုဒီဗီဒီယိုကကျွန်တော်တင်တဲ့ဗီဒီယိုတိုင်းမှာအရှင်းဆုံးဗီဒီယိုဖြစ်လိမ့်မယ်ဒါပေမဲ့ဒီဗီဒီယိုကျွန်တော်ပတ်ဝန်းပတ်တွေ့ရတော့မခွဲမတင်တော့ကျွန်တော်အစားဆုံးပဲတင်ပေးလိုက်မယ်ဒီကားဖြူလေးပဲ green မျက်နှာအကုန်လုံးပြန်ချင်းမယ်ပြီးရင်ကောင်းတဲ့ပစ္စည်းတွေအကုန်ပြန်တက်မှာဒီကားသမားကျွန်တော်ဖြုတ်တက်လေးမှာတခြားလေးဖြုတ်တက်လုပ်ပေးပါဆိုလို့ကျွန်တော်ဒီကားတစ်စီးလုံးကိုကျွန်တော်တယောက်တည်းပဲဖြုတ်တက်အကုန်လုံးလုပ်မှာပါကားတစ်စီးလုံးတယောက်တည်းဖြုတ်ရတယ်ဆိုတော့တစ်စီးလုံးကိုတော့အပြုတ်ဖြုတ်နေဆိုရင်တနေ့ကုန်ချိန်ပေးရတယ်ညတာမို့ချုပ်သွားတာဒီကားဘယ်လိုချိန်မလဲဆိုရင်အကုန်လုံးဖြုတ်ချိန်မှာ frame ကြီးပဲကြအောင်ချိန်မှာတော့အောက်ပိုင်းနေရာစအင်ဂျင် gear box တွေစအကုန်လုံးလဲမှာဒီကောင် frame ကြီးပဲခြံထားခဲ့မှာလောလောဆယ်ကျွန်တော်တို့အတွင်းကန်းတွေပဲရင်အောင်ဖြစ်တယ်အကုန်လုံးတစ်ခါလေးဖြုတ်လိုက်ရင်ပစ္စည်းတွေရောကုန်မှာဆိုလို့တစ်စင်းမတစ်စင်းသွားတာအရင်တော့အတွင်းကန်းတွေအလုံးအရင်သွားမှာအခုတည်းတော့အတွင်းကန်းတွေအကုန်လုံးပြောင်းရှင်းသွားရင်မနေ့ကလေးဖြုတ်တော့ညတော့မို့ချုပ်သွားတယ်အခုတည်းဖြူကားအကုန်လုံးတစ်ဖြုတ်ပြီးတော့ဒီကားအကုန်လုံးပြန်ဖြုတ်မှာဒီကားပစ္စည်းတွေကိုတခုမကြံဟိုမှာပြန်တက်မှာဝါတို့ကစအကုန်လုံးဟိုကတော့ထိုင်ကောင်းနေရင်စဖြစ်တာပဲဒီကတော့ dashboard ကနေရင်စဖြစ်တာတခါတည်းဟိုမှာတခါတည်းကောက်တက်လို့ရအောင်ပြီးဒီကောင်ကောက်တက်တဲ့ဆိုရင်အလုံးလိုက်ကြီးကောက်တက်တာမဟုတ်တကယ်တော့ကောင်းတဲ့ပစ္စည်းတွေလည်းပြန်သုံးသေးတယ်ပြီးသူတို့ကကျွန်းချောင်းတွေအယောင်မကြိုက်ဘူးဆိုကျွန်းချောင်းတွေပါကြောင်တခြားလည်းပြန်ချင်းပေးရတယ်ကျွန်တော်တလက်ဆက်တဲ့တစ်ခုတည်းပြောချင်ပါတယ်ကျွန်တော်တကြံပြီးရတယ်ကျွန်တော်ကိုယ်ပိုင်ဆိုင်လေးကျွန်တော် touch လေးမှာဖွင့်ပါပါကျွန်တော်ကားဝါရင်းဆိုတာတဲ့ကျွန်တော်ကား service ပုံစံမျိုးသွားမှာပြီးတော့သူက workshop ပါတယ်ဝါရင်းပါတယ်ကား aircon ပါတယ်ကား ဆေးဘော်ဒီပါတယ်ကားရည်ဆေးပါတယ်အကုန်လုံးထဲမှာပြီးတော့ကျွန်တော်ကားကြီးလည်းလို့ဖို့တဲ့အစီအစဉ်ဆွဲထားပါတယ်ဒီဆေးဘော်ဒီအောင်လည်းကျွန်တော်ဖြစ်သလိုမစောက်ဘဲနဲ့ဆေးပေါင်းကန်းနေတဲ့တည်ချတာစောက်ပြီးတော့မှကျွန်တော် line ဘော်တစ်ချာပြန်တင်ပေးပါမယ်ပြီးတော့ကျွန်တော် sign number ကိုလည်းတခြားလေးရွေးပြပါပြီ။ comment ထဲမှာလည်း sign number လေးတွေကိုစဉ်းစားပြီးပြောပြသူတွေတယောက်ချင်းကိုလည်းကျေးဇူးတင်ပါတယ်။ sign number ဘယ်လိုပေးထားလဲဆိုရင် pro ကြတဲ့သူတွေတနေရာထဲမှာစုနေတယ်လို့အတိတ်ပဲနဲ့ကျွန်တော်ပေးထားပါတယ်။ကျွန်တော် sign တွေအကုန်လုံးစောက်ပြီးသွားပြီအကုန်လုံးအစင်သေးဖြစ်ပြီဆိုတော့ကျွန်တော် TikTok မှာနေရာလိပ်စာနဲ့တကွာကျွန်တော်ပြန်တင်ပေးပါမယ်။ခုတိုင်းဒီကားလေးတော့ထိုင်ကုန်နေရင်ချင်းရမှာ။သူကတခုကလင်းခုံဖြစ်တဲ့လင်းခုံမဖြစ်တာသူကရှောက်လန်းနေရကွဲသွားတာ။လင်းခေါ်ကြရှောက်လန်းတစ်ချောင်းနဲ့ရိုးခွန်ကြရှောက်လန်းတစ်ချောင်းနဲ့အကောင်နေရပါပညာဖြစ်ချင်းရမှာ။အယုံဆုံးခင်းနေခွာတာခွင့်တစ်ထက်မုံနှစ်ထက်လုံးခွာတာအဲ့နှစ်ထက်အောင်မှဖော့ပါသေးတယ်အဲ့ဖော့ပါဆက်ခွာပြီးချဲရတာသူကနက်တရအောက်ကနေဖြောရတော့ချောင်းလိုက်ကြီးဖြောရတာရှောင်းလဲတော့လေချောင်းလုံးချင်းစရာမလိုနှစ်ချောင်းပဲဟိုဘက်ဆုံးနဲ့ဒီဘက်ဆုံးပဲအလဲကောင်တစ်ချောင်းတူပဲလင်းခုံပါတဲ့ကောင်ကရှောင်းလန်းကြီးဖြစ်သွားပြီမပါတဲ့ကောင်ရှောင်းလန်းသေးသူကလင်းခုံဖြစ်အောင်ချင်းမှဆိုအဲ့ရှောင်းလန်းနဲ့ပါပညာချင်းပြရမှာအကုန်လုံးဖြုတ်ပြီးဆိုတော့တန်းပြီးတော့မတက်သေးဘူးကောက်အတန်ရှင်းရင်လောက်အောင်ပါကားတစ်စီးလုံးတစ်စက်စီဖြောရတာဆိုတော့ကားတစ်စီးကိုတရက်ကြတယ်နှစ်စီးဆိုတော့နှစ်ရက်ပေါ့တော့လည်းမနက်မိုးလင်းမှတရားပြန်တက်ရမှာတန်ရှင်းလို့ပြီးတော့ပြီးတော့ဝါတို့တွေလည်းကုန်ချဲရတယ်ဘယ်ရောညာကို dashboard တော့ကိုအင်ဂျင်ကန်းတို့တွေကုန်ချဲရတယ်အဲ့ကောင်မချင်းဆိုရင်လင်းခုံတက်လိုက်သူကထိုင်ကွာကြောမီတွေပိုင်းမော်တာနဲ့လုံးမလို့တော့သူ့ဝါတို့နဲ့သူမှဝါကျူ socket ပါတယ်အဲ့ကောင်နဲ့မရတာဝါတို့မချင်းဒီ socket မပါတော့ကောင်မရအောင်မဟုတ်ဘူးညအတန်ရှင်းလို့တော့တိတ်မပြောင်းလို့ကိုကိုယ်တိုင်ဝင်လဲရသေးတယ်အခုတည်းအကုန်လုံးပြီးပြီဆိုတော့အခင်းတွေတစ်ခုချင်းပြန်ခင်းဟိုကင်းတွေအကုန်လုံးတစ်ခုမကြံပြန်ခင်းမှာသူအခင်းနဲ့ဆိုဟိုဘက်ကဟာရီရောဆိုတော့အကုန်လုံးတန့်သွားတာသူကအခင်းနဲ့ကြတိတ်မတန့်ဘူးအခုတည်းဝါတို့တွေချိန်ပြီဆိုတော့ကာဘာတွေတစ်ခုချင်းအသေးစိတ်ပြန်တက်ရမှာဒါတော့မှဗီဒီယိုကျွန်တော်တချို့ဟာတွေအသေးစိတ်ထပ်မရိုက်ထားဘူးရိုက်လိုက်ရင်ဗီဒီယိုဒါနဲ့ရှိသွားမှာဆိုတော့အနောက်ကနေပဲရင်စတက်လိုက်တယ် dashboard ထောက်ကလည်းသူကတန်ဖရင်ကနေဆက်ကြလုံးလိုက်ရေးချိန်နေတယ်ဝမ်းဆက်လိုက်ကြီးဖန်အောင်တွေအကုန်လုံးတက်ချင်းပြတယ်။ဘုံကဖြုတ်နေတဲ့ကြားနေမှာဆိုတော့သူကအထီးကအဖြူကားကိုပဲကောင်းတယ်လို့ကျင်တာ။အဖြူကားကိုပဲ grey မျက်နှာတက်မယ် dashboard ကောင်းတာတက်မယ်အကုန်လုံးတက်မှာ။ပြီးတော့သူက TV က2စီးလုံး original မဟုတ် Android တွေ။အဲ့တော့ကြိုးတွေအကုန်လုံးရှုံတယ်အဲ့ကောင်လည်းပြန်ရှင်းပြီးပြန်ထည့်ပေးရတယ်။အသေးစိတ်ကစားဖော်တော့ဆက်ဟိုဘက်ကကောင်းတဲ့ဟာတွေပဲကုန်တက်တယ်။ကားရဲ့ net တရားဆက်အကုန်လုံးဒီကားကိုပဲကောင်းတယ်အကုန်လုံးတက်တယ်။ပြီးတော့သူက site ကပိုက်တဲ့ကျွန်းချောင်းတွေကအနီအောင်မကြိုက်ဘူးအမဲအောင်ပဲတက်ပါဆိုတော့အမဲအောင်ပဲပြန်ချင်းပေးရတယ်။ဒီနဲ့ချင်းရနေတဲ့ခတ်တယ်ပါလို့အခက်မသိအောင်ကျိုးသွားတယ်အဲ့တော့ထိမ့်ပြီးဖြုတ်ပြီးတော့ပြန်ကတ်ပေးရတယ်အခုတည်းတော့ဖြူအောင်ကအကုန်လုံး final တက်ပြီးသွားပါပြီအကုန်လုံးစီမီတိုင်းသူလင်းခုံနေလည်းဖြစ်သွားပြီအခုတည်းမှာသူကားရဲ့ color နဲ့ model နဲ့အကုန်လုံးကွက်တိဖြစ်သွားတယ်အတွင်းကလည်းအကုန်လုံး final ပြီးပြီဆိုမှအင်ဂျင်ကန်းတွေအောက်ပိုင်းနေသွားမှာသူကအချစ်အသိမကြောက်ဘူးအတွင်းကဒါကြာတာသိစိတ်ကစားအကုန်လုံးပေးရတယ်အဖြူကားလေးကုန်စီမီတဲ့ဆိုတော့အမဲကားလည်းပြန်ဆင်ရတယ်မဟုတ်ပစ္စည်းတွေရှုံနေမှာဆိုတော့နှစ်စီးလုံးတစ်ပင်နဲ့ထက်တူတူစမ်းကြည့်တော့အကုန်လုံးစင်ပြေတယ်အချစ်အင်ဂျင်ကန်းတွေအောက်ပိုင်းတွေအကုန်လုံးပြန်ဖြုတ်ချိန်မှာသူကဂျမန်ဂျာကားအချိန်နဲ့ဆိုတော့ရှူးတွေ drone တွေအစားတော့ဂျပန် original တွေပဲအင်ဂျင်လည်းအကုန်လုံးဝင်းပြောင်းနေရပဲအဲ့ကောင်အဖြူကားမှာအကုန်လုံးပြန်တက်မှာဒီလိုတက်မတက်ဖက်နဲ့အင်ဂျင်ကိုပြင်မှာချပြီးတန်ရှင်းနေပါရေလုံးမှာတချို့ socket တွေကကျိုးနေတာတွေရှိတယ်အဲကျိုးနေတဲ့ဟာတွေပဲအကုန်လုံးပြန်လဲပေးရမှာတချို့ socket တွေအင်ဂျင်အပူချိန်နဲ့မကောင်းတာလည်းပါတယ်သူတက်တန်းတစ်ခုကုန်တာလည်းပါတယ်သူကကျွတ်သွားတာလုံးဝအဲ့ socket တွေကိုဆိုင်နဲ့မရှိတဲ့ဝါတော့က socket တွေပြန်လဲပြီးပြန်ထည့်ပြီးမှာအဲ့တော့ကျွန်တော်ဆိုင်ရမငားသေးရဆိုတော့ဆိုင်ရဒီမှာဆိုင်မှာပဲထိုးလို့ရတာအဲ့တော့မျက်နှာပြဿနာလေးရှိရတဲ့ကားချင်းရွှေ့ဆိုတာနဲ့အင်ဂျင်နှလုံးအောက်မှာကြာနေတာအညာလေးညင်းပြန်တက်ပြီးချင်းရွှေ့လာခဲ့ရတာချင်းမဲဆိုင်ကားပြီးနေဖွင့်နေတယ်တေချာတော့မလို့ရသေးဘူးဒီရောက်မှပဲကားကုန်လက်ဆက်တက်ရတာခုတည်းတော့ကားလေးကအကုန်လုံး final ပြီးသွားပြီအကုန်လုံးဆင်ပြီးသွားပြီတချို့ဗီဒီယိုတွေမရိုက်သေးတဲ့ဗီဒီယိုတွေရှိလိုက်တယ်အဲ့ဒါမတင်တော့တင်းတဲ့ဗီဒီယိုဒါနဲ့ရှိတော့မှာဆိုလို့အခုတည်းတော့ကားလေးတော့အကုန်လုံးဆင်ပြီးသွားပြီကားဒီလိုကျွန်တော်စေလဲကြအကုန်လုံးပြင်ဆင်ထားတာဆိုတော့ဒီကားစီးရည်တော့တော်တော်ကောင်းကောင်းပါအခုလိုကားတွေအသေးစိတ်ချင်းချင်းနဲ့ဆိုလဲဆက်သွယ်လို့ရပါတယ်ကျွန်တော်အသေးစိတ်စက်တင်ကြတစ်ခုချင်းပြန်ချင်းပေးပါလေခုလိုဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်我就，路跑了不路，ခွေလေးနဲ့နေတာ不该让，
သေးနေရလား 我这我可以， တပြုတ်မကိုက်တော့လား 好好嘛，我也干一个， ဟောလေဟောဒီငါတို့ကတွေ့တော့ 我还是干一个了嘛， လိမ့်ဟိုဟိုဒီမထွက်အောင်လို့ကျွန်တော်အဲ့တက် 看什么看法有的，哎，没好没， ထိုင်ဖို့ပြင်မကြည့်မလို့လာလာတာမကြောက်အဲ့စပရီကိုတော်တဲ့အဲ့ချုပ်ပြီးဝိုင်းကတော့အရှင်းချုပ်မလေး 让我把那个搞混啊， ဒါလေးနေရောမရိုင်းနေလေအောင်မဟေးပေးရင်လို့来来，反正这不都有你路， စူဇူကီတဲ့ထက် အဲ့စီတဲ့တဲ့ပါ ဟေးပေးရင်လို့ဟေးပေးရင်တော့သွားနိုင်မယ်အဲ့တော့မ ဘေးနဲ့ဝင်လို့အေးသွားပြီကွာသူကအဲ့ထုံးမှာလည်းစပယ်ငုတ်ပေးနေဘောရီအောင်ငါလုံးမလက်နေအကြည့်ဆက်နေ မှန် 看嘞，看嘞。